ကိုပိုင်ဆိုင်ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကိုပိုင်သွားတဲ့အရာတွေမှာအများကြီးပဲကိုယ့်ရဲ့အချိန်နာကြီးတွေကိုယ့်ရဲ့လွတ်လပ်မှုတွေကိုယ့်ရဲ့အခွင့်အရေးတနေ့ကိုယ်ဆိုင်လေးထဲမှာဘာတွေလုပ်ရမလဲဘာတွေအသစ်ထည့်ရမလဲကုန်ပစ္စည်းအဝင်စည်းနေအထွက်စည်းနေငွေထက်တွေဝန်ထမ်းတွေဒါတွေနဲ့ကျွန်တော်လုံးပန်းနေရတာဟိုကအနှစ်သာရရှိလာကိုပိုင်ဆိုင်လေးနဲ့ကိုပိုင်ဘွားလေးနဲ့အေးချမ်းပဲဖြတ်တန်းနေတယ်တော်ပြီမက်ရင်မောတယ်အရန်မက်ရင်အရန်မောတယ်မက်ရင်မောတယ်နော်ဒါကြောင့်မို့လို့မတ်တော့မတ်တယ်ဒါပေမဲ့ကိုပိုင်ထားတဲ့ကိုကဘာထဲမှာကိုပိုင်ဆိုင်လေးနဲ့ကိုရောင်အားလေးနဲ့ကိုအမျက်ကလေးနဲ့ကိုဘွားလေးမှာကိုကောင်းမွန်ရထားတဲ့အရာလေးတွေကိုပဲမတ်မောတယ်အသေးခင်မှာစိတ်ဆိုတာထားတတ်မှအေးချမ်းတာဗျအရန်ငိမ့်ချမ်းတဲ့နေရာမှာပူလောင်အောင်နေတဲ့သူတွေရှိတယ်လို့အရန်ပူလောင်နေတဲ့နေရာမှာငိမ့်ချမ်းအောင်နေတတ်ရင်လေဘဝအေးချမ်းပါတယ်ကိုပိုင်ဆိုင်လုပ်တဲ့အချိန်မှာစိတ်ဖိစီးမှုတွေ stress တွေမရှိဘူးလို့တော့ဘယ်ဟုတ်မလဲဗျာအလုပ်ဟူသမျှမှာ stress ရှိတယ် stress နဲ့ပတ်စံနဲ့လဲနေရတာလေဒါပေမဲ့ဘယ်အလုပ်ပဲလုပ်ဒီနေ့အသီးနဲ့မျိုးစေ့စိုက်တဲ့နေ့မှာအသီးရစားလို့မရသေးဘူးမျိုးစေ့စိုက်တဲ့နေ့ဟာမျိုးစေ့စိုက်တဲ့နေ့အပင်ရှင်တန်တဲ့နေ့ကြီးထွားတဲ့နေ့အပွင့်တဲ့နေ့အသီးသီးတဲ့နေ့ဆိုပြီးတော့ step by step ရှင်တန်ကြီးထွားကြတာလူလဲဒီတိုင်းပဲအပင်လဲဒီတိုင်းပဲစီးပွားရေးလဲဒီတိုင်းပါပဲဒါကြောင့်မို့လို့ကိုစပြီးတော့မျိုးစေ့စိုက်တဲ့ချိန်မှာပင်မန်းစိုက်ထားပေမဲ့လည်းမငီးညူပဲနဲ့ဇွဲလေးနဲ့ဖျားတရားလဲလုပ်မယ်လူတွေအားလုံး customer တွေကိုလည်းချစ်မယ်စေတနာပနဲ့လည်းရောင်းမယ်ကိုတိုင်လည်းစူးစမ်းမယ်ကိုရောင်းတဲ့ပစ္စည်းလည်းအရေးသွေးကောင်းအောင်ရောင်းတယ်ဆိုရင်တနေ့မှာကိုလိုချင်တဲ့ပန်းနိုင်ကိုရပါတယ်ဒါဟာကိုလောကကြီးကအတိမတ်ပြန်ပြူတဲ့အချိန်ဆိုတာလူတိုင်းမှာရှိတယ်ကိုစိတ်ချမ်းသာစေခြင်းရင်မက်ရင်မောတဲ့အတွက်မတ်တာလည်းလျှော့ရမယ်လောဘလည်းလျှော့ရမယ်လောဘဆိုတာစိတ်ခံစားချက်လောဘလည်းလျှော့ရမယ်ပြီးစဉ်ဥစ္စာလောဘလည်းလျှော့ရစိတ်ခံစားချက်ဆိုတာအရန်ချစ်တဲ့လောဘကိုလည်းလျှော့ရမယ်အချစ်နဲ့ပတ်သက်တာကိုပြောတာပါစီးပွားရေးဆိုလည်းစီးပွားရေးနဲ့အရန်မတ်မောတဲ့လောဘကိုလျှော့ရမယ်လောဘတွေအားလုံးကိုလျှော့လိုက်တဲ့အချိန်မှာကိုကလောဘနေရင်တောကကင်းပါတယ်နော်မတ်တာနေရင်မောတာတတ်တာလောကမှာရှယ်ကောင်းရင်ရှယ်ပေးဆက်ရတယ်ရှယ်စိန်ခံကြည့်ရင်ရှယ်စည်းပေးရတယ်ရှယ်စားကြည့်ရင်ရှယ်ကုန်ပါတယ်ရှယ်အားရပါရစားလိုက်ရင်ရှယ်ဝိချတာပဲအားလုံးဟာဘယ်လိုလဲအထင်းအကွတ်ရဲ့အားလုံးကို control လုပ်နေနိုင်မှာလူဘွားကြီးကအဆင်ပြေတာစိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေရှိရင်လည်းအလုပ်ထဲမှာပဲအားဆိုင်ပြီးတော့ကိုယ်အလုပ်လေးနဲ့ကိုယ်ဘဝလေးနဲ့ကိုပဲအကောင်းဆုံးဖြတ်တန်းပြီးတော့သမင်းလေးစားလိုက်အလုပ်လေးလုပ်လိုက်ဖုန်းလေးသုံးလိုက်သိကျင်တဲ့ဘုံသူသားရမယ့်အကြောင်းအရာလေးတွေကိုလေ့လာလိုက်ချစ်တဲ့သူတွေ့ရင်ချစ်ပေးလိုက်မုန်းတဲ့သူတွေ့ရင်ဥပိ္ပခာပြုလိုက်